အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ငွေနှင်းမိုလေးကိုမိုစီကျော်စားချက်မှာဖြစ်ပါတယ်မိုစီကျော်ဖို့အတွက်ငွေနှင်းမိုလေးတွေကိုရေပြောင်အောင်ဆေးပြီးတော့မှအခုလိုအမြင်လေးတွေဖြစ်အောင်ဖွာထားပါမယ်မိုထဲမှာပါတဲ့ရေလေးတွေကိုခန်းစေခြင်းလို့ကျမကတော့အာဗန်ထဲမှာ15မိနစ်မီးကင်ထားပါတယ်ပြီးရင်တော့မိုလေးတွေကိုစကြော်ပါမယ်မိုလေးတွေအကျက်ညီဖို့အတွက်မီးအေးမှာမပြတ်တမ်းမွေပြီးကြော်ပါမယ်။မို့ကင်ပြီးမှပဲကြော်တာမို့လို့ခဏလေးနဲ့ကျွတ်လာပါတယ်ရှင်။တဖြည်းဖြည်းနဲ့မိုလေးတွေအားလုံးဟာကျွတ်ကျွတ်ရွရွလေးဖြစ်လာပြီဆိုရင်တော့စီစစ်စကားနဲ့စစ်ထားပါမယ်။ပြီးရင်တော့ကြက်သွန်နီလေးတွေကိုဆက်ပြီးကြော်ပါမယ်။ကြက်သွန်နီလေးတွေကိုလည်းနေခဏလန်းပြီးတော့မှကြော်ပါတယ်။ချွေးဝါရောင်တန်းလာတဲ့အထိမီးအေးနဲ့ပဲဆက်မပြတ်ကြော်ပါမယ်။ကြက်သွန်နီလေးတွေချွေးဝါရောင်တန်းပြီးအကျက်ညီလာပြီဆိုရင်တော့မိုးစစ်ထားတဲ့စကားထဲမှာပဲထည့်ပြီးတော့မှစီစစ်လိုက်ပါမယ်။ပြီးရင်တော့ကြက်သွန်မြူထောင်းထားတာလေးကိုဆက်ပြီးကြော်ပါမယ်။ငရုတ်သီးတောင်လေးကိုလီးပြီးတော့မှထည့်ပါမယ်။ကြက်သွန်မြူလေးကလည်းကျွတ်လာပြီဆိုတဲ့အနေထားရောက်ရင်ခဏနေရာကြော်ထားတဲ့ကြက်သွန်နီနဲ့မိုစီကျော်လေးကိုထည့်ပြီးတော့မှအားလုံးသမအောင်ရောမွေပါမယ်။စားနှဲငယ်အချိုးမို့အနှဲငယ်ထည့်ပါမယ်။ကျမကတော့ငံပြာရည်လေးလည်းအနှဲငယ်ထည့်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ငရုတ်သီးခွဲချမ်းမုံလေးကိုထည့်ခဲ့ပါတယ်။အခုကြော်ပြတဲ့နီးလေးကစီကုံတက်တာတဲ့နီးလေးနဲ့ကြော်ပြထားတာဖြစ်ပါတယ်ရှင်။ခုဆိုရင်တော့အရန်ကိုမှရတာရှိပြီးတော့မှကျွတ်ကျွတ်ရွရွနဲ့မိုစီကျော်လေးရပါပြီရှင်။ကျေးဇူးတင်ပါတယ်ရှင်။ချက်စားကြည့်ပါနော်။